ကဲအားလုံးပဲမင်္ဂလာပါကိုရှိုင်းရဲ့ YouTube channel ကနေပြီးတော့မိတ်ဆွေကိုမရဲ့အားလုံးကိုနှွေးထွေးစာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်မိတ်ဆွေကိုမရဲ့အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကောင်းမွန်သောနေ့လေးတွေနေ့တိုင်းဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေလုံရင်ဆန္ဒတွေလည်းတုံးလို့ပြည့်ဝနိုင်ကြပါစေလို့ကိုရှိုင်းရဲ့ YouTube channel အသက်ကနေပြီးတော့မိတ်ဆွေကိုမရဲ့အားလုံးကိုဆုမကောင်းတောင်းပေးလိုက်ကဲကျွန်တော်မိတ်ဆွေကိုမရဲ့အားလုံးပဲဒီညနေမှာတော့တုံညာတက်တော့ထွက်သွားတယ်ကျွန်တော်ကိုမရဲ့အားလုံးပဲတုံညာတက်ထွက်ပြီးတိုင်းကျွန်တော်ကိုမရဲ့အားလုံးပဲမနေ့ဖြစ်မှာကိုးပိုင်ခွန်ပိုင်နဲ့ကျွန်တော်ကိုမရအောင်မယ်ထီထီမီနဲ့ကစားရမယ်ထီထီမီနဲ့လိုက်စောရမယ်နော်ပฏิပတ်တဲ့ကိုမရအောင်ရောအကွက်တွေလိုက်ထူရဲ့မိတ်ဆွေကိုမရအောင်ရောအစအဆုံးလေးနားလေသဘောပေါက်ဒီကြည့်မယ်နားထောင်မယ်နော်မနေ့ဖြစ်မှာကျွန်တော်ကိုမရအောင်မယ်နေကုံကိုနှစ်ကြိမ်သမဟုတ်တစ်ကြိမ်ကတော့အကောင်းဆုံးဖြစ်အောင်တော့ကြိုးသားပေးမှာနော်ကျွန်တော်ကိုမရတေချာလေးနားထောင်မယ်တေချာလေးကြည့်မယ်ကဲ73ရက်တလ2026နော်အင်္ဂါနေ့နေကုံစာတက်ကိုလာရောက်တင်ပြီးတဲ့ဗီဒီယိုမိုင်းလေးဖြစ်တယ်ကျွန်တော်ကိုမရအောင်မယ်channel ကို subscribe မလုပ်ရသေးတဲ့ကိုမကြီးပိုင် subscribe လေးတောက်ရှင်းနေမယ် subscribe နေပြီးသားလူဟောင်းကိုမကြီးပိုင်လည်း2-3နဲ့ပတ်သက်တဲ့နေရာလေးမှာ share ပေးပါမျှဝေပေးပါเนาะအထူးသဖြင့်ကျွန်တော်ကိုမရအောင်မယ် share ပြီးလို့ရတဲ့နေရာလေးမှာအဓိကထားပြီးကျွန်တော် share ပေးပါမျှဝေပြီးလို့ရတဲ့နေရာလေးမှာမျှဝေပေးပါเนาะလူဟောင်းကိုမရအောင်မယ်เนาะကဲမနက်ဖြန်ကျွန်တော်ကိုမရအောင်မယ်ထီထီမီနဲ့ share ငွေထုတ်ပိုက်ရမယ်ကြာเนาะဒါဆိုရင်မနက်ဖြန်အလုံးအားကောင်းတဲ့ပတ်တီး6ခွန်ပတ်တီးပါကိုပါတော့ကနေခွန်ပါတော့ကနေမနေ့ဖြန်အင်္ဂါနေ့နေကုံမှာအဓိကရွေးချယ်ပြီးတော့လိုက်ဆော့မယ်နော်အဓိကရွေးချယ်ပြီးတော့လိုက်ဆော့မယ်ခုနဲ့ပတ်သက်တဲ့ကဏ္ဍလေးရင်ဆုံးခေါ်ပေးမယ်ကိုနဲ့ပတ်သက်တဲ့ကဏ္ဍလေးရင်ဆုံးခေါ်ပေးမယ်နော်တေချာလေးနားထောင်မယ်တေချာလေးကြည့်မယ်ကျွန်တော်ကွန်မန့်အားလုံးပဲနော်လက်မမနေရသေးကွန်မန့်အားလုံးပဲလက်မလေးတောက်ရှင်းနေမယ်ကွန်မန့်မှာမင်္ဂလာရှိအောင်လို့တော်တော်ကြောင့်မင်္ဂလာပါလို့ဝင်ရင်းခဲ့ပါကျွန်တော်ကွန်မန့်နော်ကဲဒါဆိုရင်ခုနဲ့ပတ်သက်တဲ့မင်းရောက်ွက်တွေခေါ်ပေးမယ်ခုနဲ့ပတ်သက်ရင်ခွန်1ခွန်2ခွန်3ခွန်8ပါနော်ခွန်နဲ့ပတ်သက်ရင်ခွန်1ရယ်ခွန်2ရယ်ခွန်3ရယ်ခွန်8ပါခွန်နဲ့ပတ်သက်ရင်ကျွန်တော်ကိုမရအားလုံးပဲအဲ့ကဏ္ဍလေးတွေကိုအဓိကရွေးချယ်ပြီးတော့လိုက်ကစားမယ်လိုက်ထိုးမယ်နော်ကဲကိုနဲ့ပတ်သက်ရင်90 95 92 91ပါကိုနဲ့ပတ်သက်ရင်လည်းအဓိကရွေးချယ်ပြီးတော့လိုက်ဆော့ရမယ်ကဏ္ဍလေးတွေပါကျွန်တော်ကိုမရအားလုံးပဲနော်ခွန်နဲ့ပတ်သက်ရင်ခွန်1ခွန်2ခွန်3ခွန်8ပါကိုနဲ့ပတ်သက်ရင်90 95 92 91ပါနော်အဓိကရွေးချယ်ပြီးတော့လိုက်ကစားမယ်လိုက်ထိုးမယ်ကျွန်တော်ကိုမိုက်နော်ကဲဒါဆိုရင်ကျွန်တော်တို့မှန်းနေကြကီးခွေလေးရတော့486ခွန်ကီးတွက်ခွေလေးပါ486ခွန်ကီးတွက်ခွေလေးပါနော်ခွေကြိုက်တဲ့ကိုမိုက်အတွက်486ခွန်ကီးတွက်ခွေလေးပါလုံးမိုက်တစ်လုံးအပိုင်ရမယ်ဆိုရင်အဲ့အခွေလေးနဲ့ကပ်ပြီးတော့လိုက်ထိုးမယ်နော်ကျွန်တော်ကိုမိုက်နော်ဒါဆိုရင်ကျွန်တော်တို့အကြိုက်ဆုံးတင်ကွက်2ကွက်ခေါ်ပေးမယ်နော်ပြီးရင်တကောကောင်းခေါ်ပေးမယ်နော် channel ကို subscribe မလုပ်ရသေးတဲ့လူသစ်ကိုမများပါရင် channel လေးကို subscribe နေပေးပါ subscribe နေပြီးသားကျွန်တော်လူဟောင်းကိုမကြီးပါရင်လည်း share ပြီးလို့ရတဲ့နေရာလေးမှာ share ပြီးမျှဝေပြီးလို့ရတဲ့နေရာလေးမှာမျှဝေပေးပါเนาะကျွန်တော်ကိုမကြီးအားလုံးပဲကဲဒါဆိုရင်ကျွန်တော်တို့အကြိုက်ဆုံးနှစ်ကွက်ကောင်းကတော့6ခွန်ရယ်เนาะ6ခွန်ရယ်ခွန်4ရယ်ပါเนาะ6ခွန်ရယ်ခွန်4ရယ်ပါလိုက်ကစားမယ်လိုက်ထိုးမယ်အကြိုက်ဆုံးနှစ်ကွက်ကောင်းက6ခွန်ရယ်ခွန်4ရယ်ပါเนาะကဲကျွန်တော်ကိုမကြီးအားလုံးပဲเนาะကဏ္ဍလေးတေချာလေးနားထောင်မယ်တေချာလေးကြည့်မယ်နော်ကဏ္ဍလေးမှာကျွန်တော်ကိုမရအောင်လုံးပဲနင်းနာမှာဆိုလို့မနက်ဖြန်အင်္ဂါနေ့နေကုံကိုမနက်ပိုင်းထွက်သွားလို့ရှိရင်ညနေပိုင်းကိုရှိုင်းလာရောက်တင်ပေးမယ်မနက်ပိုင်းမထွက်ခဲ့လို့ရှိရင်ညနေပိုင်းကိုပို့ပြီးတော့နှစ်ဆပို့ထိုးမယ်နော်ကျွန်တော်ကိုမရနော်အလုံးအားကောင်းတဲ့ကဏ္ဍမှလို့ကျွန်တော်ကိုမရအောင်လုံးပဲပေါက်စေခြင်းနဲ့ရစေခြင်းနဲ့စိတ်ဆန္ဒတစ်ခုတည်းနဲ့လာရောက်တင်ပေးတာနော်ကဲအဲ့ဒါကြောင့်လက်မလေးတောက်ချက်နေမယ်နော်နှစ်ကောင်းက6ခွန်ရယ်ခွန်4ရယ်နော်ကဲအကြိုက်ဆုံးတစ်ကောင်းပြောမယ်နော်အကြိုက်ဆုံးတကောင်ပြောမယ်ကိုရှိုင်းပြောရဲ့ကဏ္ဍလေးကိုမှတ်မိတဲ့ကိုမရဲ့အားလုံးကကောမန့်မှာတစ်ချက်လောက်ရေးပေးပါကျွန်တော်ကိုမရဲ့အားလုံးပဲเนาะဒါဆိုရင်ကျွန်တော်တို့အကြိုက်ဆုံးတကောင်ခေါ်ပေးမယ်အကြိုက်ဆုံးတကောင်ကတော့94ဆိုကဏ္ဍကကျွန်တော်တို့အကြိုက်ဆုံးတကောင်ပါเนาะ94ဆိုကဏ္ဍကကျွန်တော်တို့အကြိုက်ဆုံးတကောင်ပါအကြိုက်တူတဲ့ဝန်တာတွေကိုမရဲ့အားလုံးပဲလိုက်ဆော့မယ်လိုက်ကစားမယ်ဗျာ94ဆိုကဏ္ဍကကျွန်တော်တို့အကြိုက်ဆုံးတကောင်ပါเนาะနှစ်ကောင်က6ခွန်ရယ်ခွန်4ရယ်ပါเนาะကီးတွက်ခွေလေးက486ခွန်ကီးတွက်ကလေးပါ6ပိုင်ခွန်ပိုင်မတစ်ဖြောင်းညီအောင်ထိုးကျွန်တော်ကိုမရအားလုံးပဲเนาะခဏလေးပြောပြသွားပြီကျွန်တော်ကိုမရအားလုံးပဲကိုရှိုင်းရဲ့ဗီဒီယိုဖိုင်လေးကတော့ကဲဒီလောက်ပါပဲကျွန်တော်ကိုမရအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကောင်းမွန်သောနေ့လေးတွေနေ့တိုင်းဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေလုံရင်ဆန္ဒတွေလည်းတုံးတို့ကပြည့်ဝနိုင်ကြပါစေလို့ကိုရှိုင်းရဲ့ YouTube channel အသက်ကနေပြီးတော့မိတ်ဆွေကိုမရအားလုံးကိုဆုမကောင်းတောင်းပေးပါရယ်ကျွန်တော်ကိုမရအားလုံးပဲမနက်ဖြန်မှာကိုရှိုင်းပြည့်ကဏ္ဍလေးနဲ့အားလုံးပဲအဆင်ပြေကြပါစေရကြပါစေပေါက်ကြပါစေเนาะကဲအားလုံးပဲတိုင်းပါ